အော်မာဒန်ရဲ့အားကျင်တာနဲ့မြကြီးသူ့လောကကိုလူသူစီရှိတုန်းကအရိထပူရာပြည်ကြီးမှာပေါ့နေသူရဲ့ယူပြောင်းအောင်လှပလို့အော်မာဒန်ကြီးလို့အမည်တွင်နဲ့တထေးသမီးတယောက်ရှိခဲ့ပါတယ်သူမရဲ့အလှတရားဟာကဘာမှာတန်တမရှိသလိုသူမကိုတစ်ချက်ကြည့်မိုံနဲ့ဘယ်လိုယောက်ျားမျိုးကိုမဆိုကိုမထိတ်ထုတ်နိုင်အောင်ကိုဆွဲလန်းသွားကြရပါတယ်သူမရဲ့အဖေတထေးကြီးကသမီးဖြစ်တဲ့သူကိုမင်းကြီးတီဝီနဲ့လက်ထပ်ပေးဖို့ကန့်လန့်ခဲ့ပေမဲ့မင်းကြီးလိုက်တဲ့ပုံနာတွေကအော်မာဒန်ရဲ့လှကိုမြင်ပြီးတော့ခမင်းစားဖို့တော့မေ့သွားကြတဲ့အထိယူသွတ်သွားခဲ့ကြပါတယ်အဲ့ဒီပုံနာကြီးတွေဟာမင်းကြီးစီကိုပန်းရောက်တဲ့အခါဒီမျိုးသမီးဟာအလားကျန်စာမိနေတဲ့သူပါဟန်တော်လည်းခေါ်သွင်းရင်တန်းပြီးပြပါလိမ့်မယ်လို့လင်းများလျှောက်တင်ခဲ့ပါတယ်ဒါကြောင့်မင်းကြီးကအော်မာဒန်ကိုပယ်ချခဲ့ပြီးတော့စစ်သူကြီးအဘိပါရကနဲ့လက်ထပ်ပေးလိုက်ပါတော့တယ်ဒီသတင်းကိုကြားတဲ့အခါအော်မာဒန်ဟာအယံကိုနာကြီးသွားခဲ့ပါတယ်ငါရဲ့အလှတရားကိုမင်းကြီးမြင်အောင်တော့တစ်နေ့မှငါပြရမယ်လို့သူမရဲ့စိတ်ထဲမှာကြိမ်ဆိုခဲ့ပါတော့တယ်နှစ်တွေ့ကြတဲ့အခါတိုင်းပြည်မှာကက်တိတ်ဘရောကျင်းပရညာပေါ့မင်းကြီးတီဗီကမျိုးနဲ့လဲတဲ့အခါအော်မာဒန်ရဲ့အိမ်ရှိတာဖြတ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာအော်မာဒန်ကပရင်းမကိုဖွင့်ပြီးသူမရဲ့အလှဆုံးဝတ်စုံနဲ့မင်းကြီးကိုစိုက်ကြည့်လိုက်ပါတယ်သူမတစ်ချက်စီလိုက်ရုံနဲ့ပဲတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့မင်းကြီးတီဗီဟာတတိလက်လို့ဖြစ်သွားပြီးတထားလုံးပေါ်ကနေကျုပ်ကြလို့နေပါဖြစ်သွားခဲ့ရပါတယ်အဲ့ဒီညကစပြီးတော့မင်းကြီးကအော်မာဒန်ကိုဆွဲလန်းလို့အိမ်မရစားမရနဲ့သူတို့တလို့ဖြစ်သွားခဲ့ရပါတော့တယ်မင်းကြီးရဲ့အခြေအနေကိုသိသွားတယ်အော်မာဒန်ရဲ့ခင်မူစစ်သူကြီးကအရှင်မင်းကြီးစိတ်ချမ်းသာဖို့ဆိုရင်ကျွန်တော်တို့ရဲ့ဇနီးကိုအရှင်မင်းကြီးစီဆက်တာပါမယ်လို့ရှောက်တင်ခဲ့ပါတယ်ဒါပေမဲ့မင်းကြီးတီဟာတရားသိရဲ့သူဖြစ်ပါတယ်သူတော်ရဲ့ဇနီးကိုယူပြီးတော့ငါရဲ့စိတ်အလိုကိုဖြစ်ရင်ငါဟာတရားပြတ်တဲ့မင်းဖြစ်သွားလိမ့်မယ်လို့စင်စင်ပြီးသူ့ရဲ့ယူသွငယ်ရဲ့စိတ်ကိုအသေးအတန်ထိန်ချုပ်ခဲ့ပါတယ်ဒါဟာမင်းကြီးနဲ့စစ်သူကြီးကြားထဲကအရှက်နဲ့တိတ်ခါကိုစောက်ထင်းတဲ့စီမားတဲ့စိတ်တဲ့တိုက်ပွဲပါပဲနောက်ဆုံးမှာတော့မင်းကြီးတီဟာအော်မာဒန်ပေါ်ထားခဲ့တဲ့စိတ်အာရုံကိုလွှတ်ချနိုင်ခဲ့ပြီးတရားနဲ့အညီတိုင်းပြည်ကိုဆက်လက်အုပ်ချုပ်ခဲ့ပါတယ်အော်မာဒန်ရဲ့ဇလန်ကအလှတရားဆိုတာပြုစုတက်လို့ရှိရင်ပန်းတစ်ဝက်လုံးလှပပေမဲ့မပြုစုတတ်ရင်တော့မိသားတစ်ခုလို့လောင်မဲ့တက်တယ်ဆိုတာကိုပြသနေရပဲဖြစ်ပါတယ်ဒီနေ့ထိတိုင်းအော်မာဒန်ရဲ့အလှအကြောင်းကဓမ္မစာပေနဲ့ရာဇဝင်တွေမှာအလှဆုံးအမျိုးသမီးတဦးရဲ့ပြရုပ်ဖြစ်ကျန်ရစ်နေစေဖြစ်ပါတော့တယ်